ကဘာမအတိအမှတ်ပြုခဲ့တဲ့မြမပထမဆုံးသိပ္ပံပညာရှင်မက္ခရာမင်းသားကြီးဟာဘိုးတော်ဖျားဗရုံမင်းနဲ့ဒုတိယမြောက်နန်းတော်မိဖုရားသီရိမဟာရတနာဒေဝီတို့ရဲ့သားတော်ဖြစ်တယ်။ငယ်နမီမောင်ဖြိုး1153ခုနှစ်တော်လာဇန်15ရက်နေ့မှာဖွားမြင်တော်မူတယ်။1153ခုနှစ်မှာမင်းရဲကျော်စွာ1164ခုနှစ်မှာသရိုးမင်းသားကျော်စွာ1168ခုနှစ်မှာမဟာသီရိဓမ္မရာဇာပွဲတွေခမည်းတော်ကပေးပါတယ်။ညီတော်လှိုင်မင်းသားညမတော်ကြောက်စင်မျိုးမြစ်သားမျိုးစားမင်းသမီးရွှေနန်းမြင့်မွေးချင်း3ယောက်နဲ့ပထမသားတော်ဖြစ်ပါတယ်။မက္ခရာမျိုးပြင်ဗန်းကြီးတိုက်ကိုလည်းကံကြွေးခံရပေမဲ့မက္ခရာမင်းသားလိုပဲအမည်တွင်နေ။အလောင်းမေးတရားကြီးနဲ့လည်းရုပ်ချင်းစင်တယ်လို့ဆိုကြပါတယ်။ငယ်စဉ်ကခမည်းတော်ဗရုံမင်းနဲ့နောင်တော်အိရှိမင်းသားတို့ယူရီးယားရခိုင်မဏိပူရအာတန်စတဲ့နေချက်တိုက်ပွဲများအောင်ပွဲဆင်နေတဲ့အခါမှာသူကတော့စီရေးကိုစိတ်ဝင်စားပညာရေးကိုသာအရေးထားခဲ့ပြီးလောကီလောကုတ္တရာဘဟုတုတစာပေရေးသားရာကိုသာလိုက်စားခဲ့တယ်။သေချမ်းဓာတ်ချမ်းဘေးရင်ချမ်းနဲ့ပါဠိတက္ကဋဘာသာတွေကိုလည်းလေ့လာပါတယ်။အဲ့ဒီဘာသာရဲ့ကျမ်းပေါင်း234ကျမ်းလောက်ကိုအရရက်ကစုဆောင်းယူလာစေပြီးမြန်မာဘာသာကိုပြန်ဆိုပါတယ်။မက္ခရာမင်းသားမောင်ဖြိုးဟာငယ်စဉ်ကလေးကကျမ်းမာရေးအရာတွက်ချပါရလင်ငန်းယောဂရှိသူဖြစ်ပြီးအခြားမင်းသားများကဲ့သို့နန်းတွင်းရေးကိုစိတ်မဝင်စားခဲ့ပေနိုင်ငံနဲ့လူမျိုးအတွက်နှလုံးရည်နဲ့အလုပ်ကျွေးပြုရန်ပညာရေးနယ်ပယ်မှာသူ့ဘဝကိုမြုပ်နှံခဲ့သူဖြစ်ပါတယ်။သူဟာစီးကျန်းတက်ကျန်းဘေးရင်ကျန်းပါဠိတက္ကဋဘာသာရဲ့ကျမ်း234ကျမ်းခန့်စုဆောင်းကမြန်မာဘာသာသို့ပြန်ဆိုခဲ့တယ်။နောက်ပိုင်းအနောက်တိုင်းသားများနန်းတွင်သို့ဝင်ထွက်လာကြတဲ့အခါထိုသူတို့နဲ့တွေ့ဆုံနှီးနှောပြီးအင်္ဂလိပ်စာသင်ယူရမှတဆင့်သိပ္ပံပညာကိုစိတ်ဝင်စားလာတယ်။သင်္ချာဘာသာရပ်ကိုလည်းအထူးဝါသနာပါတယ်။ထိုခေတ်ကမြန်မာတို့ဟာအနောက်တိုင်းဝိစာသိပ္ပံပညာရပ်များကိုမတက်မြောက်ကြသေးခေတ်မမီကြသေးပေ။ဒါကြောင့်မင်းသားကြီးဟာမြန်မာများခေတ်မီစည်းရေးအတွက်မျှော်တွေးကအစွမ်းကုန်ကျိုးပန်းရန်စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါတယ်။ထို့နောက်သူဟာအင်္ဂလိပ်ကုန်သည်ချာလင်းထံမှဆွေစုံကျမ်းကြီးကိုဝယ်ယူရရှိခဲ့ရာအထူးတလဲလေးလာစီးပူးခဲ့တယ်။ထိုကျမ်းကြီးဟာအနောက်တိုင်းခေတ်တဲ့အတတ်ပညာစာပေဗဟုသုတအများကိုအေမဇက်အထိစုပေါင်းပြုစုထားတဲ့ကျမ်းကြီးဖြစ်ရာမင်းသားကြီးဟာထိုကျမ်းကြီးရဲ့အကျိုးအာနိသင်များကိုသိမြင်လာပြီးမြန်မာများခေတ်နဲ့ရင်မောင်တန်းနိုင်စေရန်ထိုကျမ်းကြီးမှအကြောင်းအရာများကိုမြန်မာများသိရှိစေလိုတဲ့စေတနာနဲ့ချာလင်းရဲ့အကူအညီယူကစတင်ဘာသာပြန်ဆိုပါရယ်။သို့တော့ကျမ်းကြီးမှာအုပ်ရည်45အုပ်ထိရှိသောကြောင့်နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှပြီးစီးမှဖြစ်ကြောင်းတွက်ဆမိပြီးသူဘာသာပြန်ဆိုနေစဉ်အတော်တွင်မြန်မာများအင်္ဂလိပ်စာလေ့လာနိုင်စေဖို့အကြံထုတ်ဟန်တူပါရယ်။ဒါကြောင့်မင်းသားကြီးဟာသူအားစိတ်ကူးတာပေးတဲ့ဒေါက်တာပရိုက်ရဲ့အကူအညီနဲ့ဒေါက်တာဂျက်ဆင်ဆိုသူပြုစုခဲ့တဲ့အင်္ဂလိပ်အဘိဓမ္မာကိုစတင်ဘာသာပြန်ဆိုပါရယ်။နောက်ပိုင်းဒေါက်တာပရိုက်ပြန်သွားတဲ့အခါချာလင်းနဲ့ပူးပေါင်းပြီးဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာနောက်ဆုံးမှာပထမဆုံးသောအင်္ဂလိပ်မြန်မာအဘိဓမ္မာဖြစ်တဲ့လိင်မက္ခရာအဘိဓမ္မာထွက်ပေါ်လာခဲ့ပါတယ်။မြန်မာနိုင်ငံကိုအခုမှရောက်ဖူးတဲ့စာပေပညာရှင်မဟုတ်တဲ့အင်္ဂလိပ်ကုန်သည်တဦးနဲ့အင်္ဂလိပ်စာနဲ့အဘိဓမ္မာကိုယခုမှမြင်ပူသောမြန်မာမင်းသားတစ်ပါးတို့ဟာမူလပြုစုသူဒေါက်တာဂျက်ဆင်က8နှစ်ကြာပြုစုခဲ့ရတဲ့အဘိဓမ္မာကို9နှစ်နဲ့ဘာသာပြန်ဆိုနိုင်ခဲ့တာဟာအံ့ချီးဖွယ်ရာပင်ဖြစ်ပါတယ်။ထိုခေတ်ခါကအင်းဝနေပြည်တော်ရောက်အနောက်တိုင်းသားများအလေးစားဆုံးပုဂ္ဂိုလ်မှာမက္ခရာမင်းသားကြီးဖြစ်ကြောင်း၎င်းတို့ရဲ့မှတ်တမ်းများအရသိရှိရပါတယ်။မင်းသားကြီးရဲ့စာကြီးဆောင်မှာအပူအေးတိုင်းနဲ့တာမိုမီတာနဲ့လေဖိအားတိုင်းနဲ့ဘာရိုမီတာတို့ပင်ရှိပါတယ်။မင်းသားကြီးဟာကမ္ဘာလုံးနယ်ဆိုတဲ့အယူအဆကိုလက်ခံသူလည်းဖြစ်ပါတယ်။မင်းသားကြီးဟာလောကရတန်ကနန်းတင်ချာကိုလည်းကောင်းစွာတက်မြောက်ပြီးအနောက်တိုင်းနက္ခတ္တဗေဒနဲ့ပထဝီဝင်ကိုလည်းလေ့လာလိုက်စားခဲ့ပါတယ်။နောက်ဆုံးကံတော်ကုံချိန်အထိအနောက်တိုင်းခေတ်သစ်သိပ္ပံပညာရဲ့အများအပြားကိုလေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါတယ်။ဒါပြင်ထိုခေတ်ခါကအာရှတိုက်မှာဒိဋ္ဌိကျေပညာရှင်သူတေသီများသာအသင်းဝင်ခွင့်ပြုတဲ့ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသူတေသနာအသင်းကြီးမှာဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်ဖြစ်ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။မင်းသားကြီးဟာမင်းတော်မင်းနမ်းမတက်ခင်အသက်58နှစ်အရွယ်၌ကံတော်ကုန်ခဲ့ပါတယ်။အသက်58နှစ်ဆိုတာဟာအသက်ကြီးပြီလို့မဆိုနိုင်သောကြောင့်နှမျောစရာကောင်းလာတယ်။ကနောင်မင်းသားကြီးနဲ့လက်တွဲအလုံးမလုံးနိုင်ခဲ့သည်ကပိုပြီးနှမျောဖို့ကောင်းပါတယ်။သူပြုစုခဲ့တဲ့အဘိဓမ္မာစာအုပ်မှာယခုထိမပြတ်စည်းပဲကျန်နေသည်မှာနှစ်အုပ်သာရှိကြောင်းဆိုပါတယ်
ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုရေးသားထားတဲ့မူရင်းရေးသားသူကိုလည်းလေးစားစွာနဲ့ credit ပေးပါတယ်ရှင်။အဆုံးထိနားထောင်ပေးတာကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် share ခလုံးလေးနှိပ်ပြီးကူညီပေးလို့ရပါတယ်ရှင်။ကျမတို့ရဲ့စံပြ Facebook page လေးကိုကျေးဇူးပြု၍ follow ခလုံးနှိပ်ပေးခဲ့ကြပါဦးနော်။